အားလုံးပဲမင်္ဂလာပါခင်ဗျာရန်ကုန်တော်ဆရာတော်အရှင်ကေမာနန္ဒရေးသားပြုစုထားတဲ့လူတို့နဲ့သက်ဆိုင်သောရန်ဝိနည်းများဆိုတဲ့ခေါင်းစဉ်လေးကနေကြိုဆိုလိုက်ပါတယ်ခင်ဗျာအားလုံးဆင်သင်ပြင်စားလိုက်ကြအောင်လားခင်ဗျာအရှင်ဘုရားတပည့်တော်ရှောက်တင်စရာလေးရှိလို့ပါဗျာဗာများတော်ဦးစင်ရဲ့ဒီလိုပါဗျာမနေ့ကဆုံးခံလမ်းမှာနေရာထိုင်ခင်းလုံရင်းနဲ့မေတော်ကြီးကတပည့်တော်ရဲ့ခြေထောက်ရှုံ့ပင်နေတာကိုကြည့်နေတယ်ဗျာသူလည်းနဲ့ရှုံ့နေခါပေးပြီးတော့သူပကုံးပေါ်ကတပန်းနဲ့တော့မှထင်းနေဗျာတပည့်တော်ကအဘက်တက်မှာဆိုလို့နောက်ဆုတ်လိုက်တယ်ဒါမျိုးလဲအဘက်တက်နယ်လို့ကြားဘူးထားတာဇဝေဇဝါဖြစ်နေပြန်ပါတယ်ဗျာအေးကွဝင်းနီးကကိုတွေးကြုံလေးမှတ်မိလေပဲလေဒီကိစ္စကိုစားမှာတော့အိဋ္ဌိတညာတဲ့မိမဆိုတဲ့အမတ်တညာရှင်အဘက်တက်မှုအလားလာရှိတာပေါ့ဒါပေမဲ့မတော်တဆထိမရင်တော့အဘက်မတက်ပါဘူးနောက်တစ်ချက်သိရမှာကကာယတန်တက်ကာယရှိရမယ်တဲ့ကာယတန်တက်ကာယဆိုတာကတော့ကိုင်တာဆွဲတာစိတ်တာတို့တာနမ်းတာစတဲ့လောကလူသားတွေရဲ့အပြုမှုတွေအကုန်လုံးအကျုံးဝင်တယ်ကွဒါဆိုလို့ရှိရင်မာရုကာမကိုဘုံကြီးကထိရင်ကိုင်ရင်တို့ရင်စိတ်ရင်အဘက်တက်နိုင်တာပေါ့နော်ဖေ။မှန်ပါတယ်ဦးစင်ဒီနေရာမှာလည်းအင်္ဂါ၅ပါးပြည့်စုံမှုလိုတယ်ကွအဲ့ဒီအင်္ဂါ၅ပါးပြည့်စုံရင်ဘာပဲတက်မှာလဲဖေ။အဲ့ဒီအင်္ဂါ၅ပါးပြည့်စုံရင်တော့တန်ခါတိသိအဘက်တက်နိုင်တာပေါ့ကွဟာဒါဆိုရင်အရေးကြီးတာပါလားဖေ။တပည့်တော်ပြည့်ပြည့်စုံစုံသိပြရစီဖေ။ဒီလိုကွအဲ့ဒီအင်္ဂါ၅ပါးကတော့နံပါတ်၁ကတော့မနုဿတ္တိလူမိမဖြစ်ခြင်းနံပါတ်2ကတော့အဋ္ဌိတညီလူမိမဖြစ်မှန်သိခြင်းနံပါတ်3ကတော့ကာယတန်တက္ကရာကောကိုင်တာဆွဲတာထိတာနမ်းတာကိုလက်နီနော်တာလောကပြုမှုအလုံး၌တာရတဲ့ຢာကရှိတာနံပါတ်4ကတော့တေနယာကိနာဝါယောမောထိုຢာကနဲ့ထိမိအောင်လုံးနာပြုတာကွနံပါတ်5ကတော့ဟတ္တကာအဓိသမပစ္စနံလက်အစစီလိုနဲ့ကိုင်တာလို့စာမပြထားတဲ့ဥစဉ်ဒါဆိုလို့ရှိရင်ကာယတန်တက္ကရာမရှိပဲထိတာဆိုရင်ဟောဖေအေးကွဒီကိစ္စမှာတော့မိခင်ကိုမိခင်ချင်းနဲ့တွားပြီးကိုင်တာထိတာမျိုးကတော့တန်ခါတိသိအဘမသိဘူးပေါ့လေဒါပေမဲ့မသုံးသက်ကောင်မကန်ကောင်းတဲ့ဝိတုကိုကန်တွေသုံးသက်တဲ့အတွက်ဒုက္ခအဘတော့တင်တာပေါ့ဒါဆိုလို့ရှိရင်မာရုကာမကပဲယဟန်ကိုအတင်းထိရင်ကန်ရင်ဘယ်လိုလုပ်ရမလဲဗျာအဲ့လိုအခြေအနေမျိုးမှာဆိုရင်တော့အဲ့ဒါကိုမตายရဘူးကွตายရင်လည်းပဲမလုံးမရှက်ငြိမ်ငြိမ်သက်သက်နေလို့ရှိရင်အဘမသိဘူးလေအဲ့ဒီလိုမှတ်သားရမယ်ကွမှန်ပါဗျာတခါတလေဆရာတော်ဘုရားကြီးများတော်ဒကာမတွေကကြီးညိုပြီးတော့ခြေတလုံးကိုထိပြီးတော့ကြောတာတွေ့ဘူးတယ်ဗျာအေးကွအဲ့ဒါတာဝန်လေးတဲ့ကိစ္စပဲလေစာမှာတော့ဝန္ဒနာဝိတုသမိန်အဋ္ဌိပါတွေအနာပတ္တိတဲ့ဓာယိကမာတွေကရန်အချီကိုစောက်ကန်ရှိခိုးလိုက်ရင်တားမြစ်ရမယ်လေခြေဥတော်၎င်းသင်္ကန်းနဲ့ဖုံးထားရမယ်စောက်ကန်ဒီတွေရှိခိုးနေရင်မလုံမရှာမတုံမလုံတော်လည်းနေရမယ်တဲ့ဒါကိုမာရုကာမာတွေကနားမလည်ကြလို့ပါအမှန်ဆိုလို့ရှိရင်အဲ့ဒီလိုမပြူတာပိုကောင်းတယ်လေဘာကြောင့်လဲဆိုရင်တော့တန်ဃာတော်တွေမှာကကြီးလေးတဲ့အာဘတ်တင်မှုနီးစော်သောအကြောင်းဖြစ်နေလို့ပဲကွဒါဆိုမာရုကာမာတွေမှာကုသိုလ်မရလို့လားဖေမာရုကာမာတွေမှာတော့ကုသိုလ်ကရတဲ့လောက်တော့ရပါတယ်ဒါပေမဲ့ဆရာတော်တန်ဃာတော်များမှာကတာဝန်လေးလာတယ်လေတာရတဲ့စိတ်နဲ့လှုပ်ရှားမရင်အာဘတ်တင်နိုင်တယ်ဒါကြောင့်ပဲဓာယိကမများဘက်ကဆင်ញင်တင်တာပေါ့မှန်ပါဗျာတပည့်တော်နားလည်သွားပါပြီဗျာအခုလိုရှင်းပြပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဗျာအေးကွယ်ကောင်းပြီအဆုံးထိနားထောင်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ